ခုသင်ကြားပေးမှာတော့ဒီ TypeScript program လေးကို keyboard ကနေပြီးမှပေါ့နော် data ထည့်တဲ့ program လေးရေးတာလေးကိုသင်ကြားပေးမှာဖြစ်ပါတယ်အဲ့အတွက် keyboard ကနေ data ထည့်မယ်ဆိုလို့ရှိရင်ဟိုကျွန်တော်တို့ဒီ data ထည့်လို့ရအောင်ပေါ့နော် module ကို installation လုပ်ပေးရမယ်เนาะအဲ့တော့ module တစ်ခုကို installation လုပ်မယ်ဆိုလို့ရှိရင် console window လေးမှာပေါ့နော် package manager ကိုအသုံးပြုပြီးတော့မှ install လုပ်ပေးရမယ်เนาะအဲ့အတွက်ဒီ console window ထဲမှာပေါ့ npm ဆိုတာလေးကိုရိုက်မယ်ပြီးရင် install ဆိုတာလေးရိုက်မယ်ပြီးရင်ဒါ module name ပေါ့เนาะအဲ့တော့ဒီ module လေးကိုအသုံးပြုပြီးတော့မှဒီကျွန်တော်တို့ data ထည့်တဲ့ပေါ့เนาะဒီ command တွေကိုယူပြီးမှအသုံးပြုလို့ရမှာပေါ့เนาะအဲ့အတွက်ဒီ module ကို install လုပ်ပေးရမယ်เนาะအဲ့တော့ installation လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ program မှာပေါ့ data input လုပ်တဲ့ဒါဒီ statement တွေကိုအသုံးပြုပြီးမှ data တွေထည့်လို့ရအောင်ပေါ့နော်အဲ့တော့ခုဒီ program လေးကကြတော့ဘာကိုရေးခိုင်းတာလဲဆိုလို့ကိန်းလုံးရင် n number တွေကနေမှအကြီးဆုံးတန်ဖိုးရှာခိုင်းတာပေါ့နော်အဲ့တော့ကိန်းဘယ်နှလုံးလဲဆိုတော့အတိအကျမပြောထားဘူးကိန်းလုံးရေပေါ့နော် n number တွေကနေအကြီးဆုံးတန်ဖိုးကိုရှာခိုင်းတာပေါ့အဲ့တော့ဒီ output ကတော့ maximum တန်ဖိုးလေးပေါ့ဒီတန်ဖိုးလေးရှာဖို့လို့အတွက်ဒီစဉ်းစားတဲ့အခါမှာပေါ့နော်ကိန်းလုံးရေအရေအတွက်အတိအကျမသိတဲ့အတွက်ကြောင့်ကိန်းဘယ်နှလုံးလဲဆိုတော့လက်ခံပေးရမယ်ပြီးရင် first number ရဲ့ဒီစပြီးတော့မှ9လုံးဆိုရင်ဒါ9ကထည့်ရတော့မှာပေါ့နော်အဲ့တော့ first number ရဲ့တန်ဖိုးလေးကိုစပြီးထည့်မယ်ဒီ number လေးကို variable name ထဲမှာထည့်မယ်နော်ထည့်ပြီးဒီမှာ first number ရဲ့တန်ဖိုးမှာ7လို့ထည့်လိုက်တယ်ဆိုပါစို့ထည့်ပြီးရင်သူကဒီ maximum တန်ဖိုးပေါ့တိန်းတဲ့ variable လေးပေါ့ max လို့နာမည်ပေးထားပါပေါ့နော်အဲ့တော့သူ့ထဲမှာဒီ first number ရဲ့တန်ဖိုးလေးကိုတွားပြီးမှတိန်းလိုက်မယ်သိမ်းပြီးွားရင်ဆိုရင်နောက်ထပ်ဟလာ number တွေပေါ့ next number တွေလက်ခံမှာပေါ့ကိန်းက9လုံးဆိုတော့9ကပြအောင်လက်ခံ second number ရဲ့တန်ဖိုးကိုထည့်လိုက်တယ်ထည့်လိုက်တဲ့အချိန်မှာဒီ number variable ထဲမှာပဲသွားထည့်မယ်သွားထည့်တဲ့အခါမှာရှေ့ကပထမ number ပေါ့နော်9ကပျောက်သွားပြီပေါ့နော်အဲ့တော့ဒီနောက်ထပ် number ပေါ့ဒီထည့်လိုက်တဲ့အချိန်မှာရှေ့ထည့်တဲ့တန်ဖိုးကပျောက်သွားတယ်အဲ့အတွက်အခုလာ number variable ထဲမှာတန်ဖိုးဘယ်လောက်ရှိလဲဆိုရင် second number ရဲ့တန်ဖိုးလေးပဲရှိတာပေါ့နော်ဒါဆိုရင် second number 8ကိုထည့်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ကိန်းက2ခုရသွားပြီပေါ့နော်ကိန်း2ခုဆိုတာဒီပထမကိန်းဟာ max variable ထဲမှာတင်ထားပြီးသားဆိုတော့နှိုင်းယှဉ်ရတော့မှာပေါ့နော်အဲ့တော့ဒီတိုင်းသွားပြီးမှတင်လို့မရ first number တန်ဖိုးလက်ခံပြီးကြဓာတ်ရိုက်တင်ပလိုက်တာကိန်းကတစ်လုံးတည်းပဲဆိုတော့နှိုင်းယှဉ်စရာမလိုသေးဘူးပေါ့နော်ဒါပေမဲ့ကိန်းနှလုံးဖြစ်သွားပြီဆိုနှိုင်းယှဉ်ရတော့မှာပေါ့နှိုင်းယှဉ်တော့ကျတော့ခုထည့်လိုက်တဲ့တန်ဖိုးက num ထဲမှာထည့်ရှိနေတာပေါ့ဒီထက်ကတန်ဖိုးနဲ့ max variable ရဲ့တန်ဖိုးပဲနှိုင်းယှဉ်ရတော့မှာပေါ့နော်နှိုင်းယှဉ်လို့နောက်ထပ် next number ရဲ့တန်ဖိုးကကြီးတယ်ဆိုလို့ရှိရင်တော့ max ထဲမှာဒီတန်ဖိုးကိုပဲ next number ရဲ့တန်ဖိုးပဲတင်လိုက်အောင်နော်တင်လိုက်အောင်ပဲပေါ့နော်ဒါဆိုရင်ဟလာဒီ next ဒီ second number တန်ဖိုးကကြီးနေတဲ့အတွက်ကြောင့်မလို့ max ထဲမှာသူက8ဆိုတာလို့ထည့်လိုက်တယ်အဲ့ဒါဆိုရှေ့က7 override နဲ့ပြတ်သွားပြီပေါ့နော်နောက်ထပ် third number ရဲ့တန်ဖိုးထည့်လိုက်တယ်5လို့ထည့်လိုက်တယ်ဆိုပါစို့နှိုင်းယှဉ်လိုက်တယ် max ထဲမှာအဲ့တော့ဒီ condition နဲ့မကိုက်ညီပေါ့ကြီးသလားဆိုတော့ငယ်နေတဲ့အတွက်ကြောင့်မလို့ max ထဲမှာ8ရှိနေတာပေါ့နောက်ထပ် fourth number 10ဆိုတော့ max variable တဲ့တန်ဖိုးတဲ့ကြီးသွားပြီဒီမှာနှိုင်းယှဉ်လိုက်တယ်ကြီးသွားရဆိုလို့ရှိရင် max ထဲမှာ10ပေါ့နောက်ဟလာ fifth number ရဲ့တန်ဖိုးထည့်လိုက်တယ်3 3ကနော် max ထဲမှာရှိနေ10တဲ့မကြီးတဲ့အတွက်ကြောင့်မလို့ max ထဲမှာသူက10ပဲပေါ့နော်ဒါဆိုရင်ကိန်းလုံးရေဟလာဒီသတ်မှတ်ထားတဲ့ပေါ့ကိန်းအကျင့်ရအတွက်ကကိန်းဒီမှာဆိုရင်ကိန်းမနှလုံးလဲဆို9လုံးလို့ပြောထားတဲ့အတွက်ကြောင့်မလို့ကိန်း9လုံးထည့်ပြီးသွားတဲ့အချိန်မှာ maximum တန်ဖိုးသူကရှာသွားပြီပေါ့နော်အဲ့တော့ဒီပု္ပ္ပစာလေးကိုကြည့်တဲ့အခါမှာfirst number ဒါ looping နေရဲ့သဘောတရားတွေနောက်တစ်ခုက condition စစ်တဲ့သဘောတရားတွေပါတဲ့ပေါ့နော် program လေးကိုဥပမာပေးပြီးတော့သင်ပေးတာပါနော်အဲ့တော့ looping နေဘယ်ကနေဒီမှာစပြီးပတ်မလဲ loop ရဲ့သဘောဒီတူညီတဲ့လှုပ်ဆောင်ချက်တို့တစ်ချိန်တည်းပို့ပြီးတော့ပေါ့နော်ဟိုဒီခိုင်းကျင်တဲ့အခါမှာ loop တွေသုံးတယ်အဲ့တော့ဒီပု္ပ္ပစာလေးကိုကြည့်တဲ့အခါမှာ first number ဒီကိန်းမနှလုံးလဲဆိုတော့တစ်ချိန်တည်းပဲပေါ့နော် first number ရဲ့တန်ဖိုးကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်เนาะ num ထဲမှာထည့်ပြီးသွားပြီဆို max ထဲမှာကျတော့ဒီတိုင်းပဲထည့်လိုက်အောင် condition တွေစစ်စရာမလိုဒါပေမဲ့ဒီမှာ next number ရဲ့တန်ဖိုးပေါ့ second number စလိုက်တယ်ပေါ့နော်စထည့်လိုက်တယ်ဒီမှာ max ထဲမှာရှိတဲ့တန်ဖိုးနဲ့နှိုင်းယှဉ်တယ်နှိုင်းယှဉ်လို့ condition နဲ့ကိုက်ညီ max ထဲမှာပြောင်းထည့်ပေါ့နော်ပြီးရင်နောက်ထပ် third number ပေါ့အဲ့တော့ second number ကနေစပြီးတော့ပေါ့ဟိုသူသတ်မှတ်ထားတဲ့ကိန်းလုံးရေအရှိအတွက်ပေါ့နော် n number အထိကိုသူက data ထည့်လိုက်နှိုင်းယှဉ်လိုက် data ထည့်လိုက်နှိုင်းယှဉ်လိုက်ပေါ့နော်အဲ့လိုမျိုးအလုပ်တွေကတစ်ချိန်တည်းပို့ပြီးမှလုပ်နေတာဘယ်နှကြိမ်မြောက်ကလဲဆိုရင်နှစ်ကြိမ်မြောက်ကနေပြီးတော့မှ n ကြိမ်မြောက်ပေါ့နော်
အဲ့တော့ fit number လို့ပြောတာဒီကိန်းက9လုံးမလို့ပေါ့နော်အဲ့တော့နှစ်ကြိမ်မြောက်ကနေ n ကြိမ်မြောက်ထိရကြတော့ data ထည့်လိုက်နှိုင်းရှင်းတာအလုပ်တွေလုပ်နေအဲ့တော့ဒီအလုပ်တွေကြတော့တူညီတဲ့အလုပ်တွေဖြစ်နေတာပေါ့နော်ထည့်တာနဲ့နှိုင်းရှင်းတာတွေတစ်ကြိမ်တည်းပုံနေအဲ့လုပ်ဆောင်ချက်တွေကို loop ကိုသုံးသွားမှာပေါ့နော်ကဲဒါဆိုရင်ဒါလေးကို algorithm လေးပေါ့နော်ရေးတတ်အောင်လဲဒါကျမကတော့ဖြည့်ဆွက်ပြီးတော့သင်ပေးလိုက်တာပါနော်program တွေရေးတဲ့အခါမှာကိုယ့်ကိုတန်းပြီးတော့မှရေးလို့သွားရိုက်လို့မရအောင်နော်အရင်ဆုံးတော့စဉ်းစားရမယ်အဲ့တော့စဉ်းစားပြီးတော့မှဒါ logical thinking ပေါ့နော်ကိုယ့်အတွေ့ကမှန်မှလဲပေါ့နော် program ကဟို ဒီ program လည်းမှန်တာပေါ့ program မှန်ဒီအတွေးမှားသွားပြီဆိုလို့ရှိရင် program ကမှားသွားမှာပဲအဲ့အတွက်ကိုယ်မရိုက်ခင်မှာဘာလုပ်ရမလဲဆိုလို့ရှိရင်algorithm ကိုပေါ့နော်တေချာစနစ်တကျနဲ့ချပြီးတော့စဉ်းစားမယ်အတွေးမှန်မှာပေါ့ program ကလည်းမှန်မှာပဲเนาะအဲ့တော့ဟလာဒီပု္ပ္ပစာလေးမှာပေါ့နော် algorithm မှာsudo နဲ့ပေါ့နော်ရေးပြီးတော့သတ်မှတ်ကြည့်မယ် sudo ကတော့နားလည်သလိုစာသားနဲ့ရေးတာ algorithm ပိုင်းမှာ flow chart ကိုသုံးပြီးတော့လည်းသတ်မှတ်လို့ရ flow chart ကじゃသင်္ကေတလေးနဲ့အသုံးပြုပြီးတော့မှလှုပ်ဆောင်ချက်လေးတွေသတ်မှတ်သွားတာပေါ့နော်အခုလုံးဝမဲ့လှုပ်ဆောင်ချက်လေးတွေကို algorithm မှာဒီ sudo နဲ့ရေးတဲ့အခါမှာ began and ရဲ့ကြားထဲမှာပေါ့နော်သတ်မှတ်သွားမယ်ဒါဆိုရင်ရှေ့ကဒီစဉ်းစားတဲ့အတိုင်းပဲပေါ့နော်ကိန်းနှလုံးလဲပြီးရင် first number ရဲ့တန်ဖိုးထည့်တယ်ပြီးရင်အဲ့ first number ရဲ့တန်ဖိုးကို max variable ထဲမှာတင်လိုက်တာဒီမှာဆိုရင်ကိန်းဘယ်နှလုံးလဲဆိုတာထည့်မယ် first number ရဲ့တန်ဖိုးထည့်မယ်ဒါကို max ထဲမှာတင်လိုက်အောင်ပဲပေါ့ပြီးရင် next number ရဲ့တန်ဖိုးလက်ခံလိုက်နောက်တစ်ခုကအဲ့ next number ရဲ့တန်ဖိုးဒီ max variable ရဲ့တန်ဖိုးတဲ့ကြည်လာကြည်ရင် max ထဲမှာဒီတန်ဖိုးထည့်အဲ့အလုပ်တွေဒီเนาะသူကနှစ်ကြိမ်မြောက်ကနေမှ n ကြိမ်မြောက်ထိပေါ့เนาะအဲ့တော့ဒီတစ်ကြိမ်နဲ့ပို့သွားတဲ့ကြောင့်ဒီဟာကို loop ပြင်သုံးရမယ်ပေါ့เนาะနှစ်ကြိမ်မြောက်ကနေမှ n ကြိမ်မြောက်ထီကိုလှုပ်ဆောင်ချက်တွေပေါ့နော်အဲ့တော့ next number လက်ခံမယ်နှိုင်းရှင်းမယ်ပေါ့နော်အဲ့တော့ဒီလှုပ်ဆောင်ချက်တွေကဒီ loop အတွင်းထဲမှာသတ်မှတ်မှာပေါ့နော် looping ရဲ့အတွင်းထဲမှာလုံးမဲ့လှုပ်ဆောင်ချက်တွေကို began and ရဲ့ကြားထဲမှာ pseudo မှာသတ်မှတ်တယ်ပေါ့နော်ကဲဒါဆိုရင်သတ်မှတ်ထားတဲ့အကျင့်ရည်အတွက်ပြည့်သွားပြီဆိုရင် maximum တန်ဖိုးရပြီရပြီးသွားပြီဆိုလို့ရှိရင်ဒီတန်ဖိုးကိုထုတ်ပြလိုက်အောင်ပဲပေါ့နော်ကဲဒါဆိုရင် coding ရေးတာလေးကတော့နောက်ဗီဒီယိုကျမှဆက်ပြီးလေ့လာကြအောင်နော်